ရှိနေစမှာအနားမိဝဲနဲ့ဈေးတင်းရောက်လို့ရင်မပေါက်ကရင်သွေးလေးကိုလက်လွတ်ရနိုင်တဲ့ဖက်တီမာရင်သွေးလေးကိုကိုယ်ဝင်လွယ်ထားတဲ့အချိန်မှာအနားမိဝဲနဲ့ဈေးတင်းရောက်လို့ခုချိန်မှာသူမမွေးထားတဲ့သားလေးရဲ့အသက်အန္တရာယ်ကိုစိုးရိမ်ရနိုင်တာကအင်တာနက်ဆယ်လီအချင်းပေါင်းတဲ့ဖက်တီမာပါအားလုံးသိကြတဲ့အတိုင်းအချင်းပေါင်းတဲ့ဖက်တီမာဟာဘိုက်ထဲကသားလေးချင်းချင်းတက်လို့ဆိုပြီးတော့တံမြာသီးတုပ်ဆိုင်နဲ့တက်တော့ပေါ်တင်ပြီးမှပြည်သူတိုင်းကတည်ယူကဖက်တီမာရဲ့တံမြာသီးတုပ်ဟာနိုင်ငံကျော်တံမြာသီးတုပ်ဖြစ်သွားခဲ့ပါတယ်ဘိုက်ထဲကကလေးလေးကြောင့်ပဲချင်းပေါင်းတဲ့လေးဖက်တီမာအလှူတန်းလုပ်နိုင်တယ်လို့စီးပွားရေးတွေနဲ့အဆင်ပြေကနိုင်ငံကျော်ဆယ်လီဖြစ်သွားတာပါဒါကြောင့်လေဖက်တီမာကွန်ရန်ကသူမရဲ့ဘိုက်ထဲကကလေးလေးကိုကန်ကောင်းစီနဲ့ကလေးလေးဖြစ်နေသတ်မှတ်ထားတာပါဒါပေမဲ့လေဖက်တီမာကိုအင်းကြီးနဲ့နေမညာမစီအောင်လိုက်ငလင်ဘေးလူတွေသွားလိုက်ဟိုသွားလိုက်ဒီသွားလိုက်နဲ့မွေးနေ့မရှိဘဲနဲ့ရေမွာပေါက်သွားခဲ့တာဖြစ်ပါတယ်ဒါကြောင့်လေဖက်တီမာရဲ့ကလေးကိုအရေးပေါ်ခွဲမွေးခဲ့ရသလိုကလေးရဲ့ကျန်းမာရေးအခြေအနေမကောင်းလို့အရေးပေါ်အခန်းထဲမှာထည့်ထားကမိခင်ဖက်တီမာက3နာရီတခါသာနှုတ်တိုက်ခွင့်ရခဲ့လို့ဆိုပါတယ်ဒါကြောင့်လေဖက်တီမာတယောက်သားလေးကိုဆုံးရှုံးရအောင်လားဆိုတဲ့စိတ်နဲ့ငိုကြွေးနေရတယ်လို့လည်းဆိုပါတယ်